ပါအောင်ဒါကတော့သမီးနဲ့ဟင်းနဲ့ဝေးနေတာတော်တော်ကိုကြာနေပေါ့နော်သမီးနဲ့ဟင်းနဲ့ဝေးနေတော့ကြာဒါတော့ကြံစံပြုတ်ပါရှင်ဟိုရက်တည်းကတော့သမီးစားရည်ကြီးရပေါ့နော်ဒါကြံစံပြုတ်ပါငါးရီကွန်ပြဿနာလေးကိုပြောချင်လို့ပါရှင်စားနေနဲ့အိမ်ဝင်တတိယပါပေါ့ရှင်ဒါစားနေနဲ့မှအိမ်ကိုတတိယသွားတဲ့အတွက်ပေါ့ငါးရီကွန်ပြဿနာလေးကိုပြောချင်လို့ပါနော်ငါးရီကွန်ကဒီပတိမငါးရီကွန်ကအမြဲတမ်းပေါ့နော်ဟိုဘယ်လိုလဲဆိုတော့ကြော်ပြီးတိုင်းမှာစားကြည့်တယ်ငါးရီကိုတနေ့ကိုပတိမတော့အချိန်ကို150 200ကြော်ရပါတယ်နော်ငါးရီကိုကုန်အချိန်ကို150 200ကြော်ရတယ်ကြော်ပြီးတိုင်းမှာစားကြည့်ဒါအိမ်ဝင်တတိယပါလို့ပါရှင်တောင်းမှပါတယ်ကြော်ပြီးတိုင်းမှာစားကြည့်တယ်ရှင်နော်ငါးရီကိုကြော်ပြီးတိုင်းမှာစားကြည့်တယ်ကြော်ပြီးကိုစားတဲ့ဘက်ကမခါဘူးဖြစ်နေမခါတော့ကျအစင်ပြေတယ်ကျွတ်တယ်ဆိုပြီးပတိမတော့တိကျကူးကြိုက်ထဲပါတယ်အိမ်ရတာလို့နှက်အောင်နေပါတယ်တခါလေးကျရင်တော့လေလူလဲလဲပြီးနေရတာပေါ့နော်ဘာလဲဆိုတော့ကျတော့အချိန်ကိုတရက်ကို150 200ကျော်ရတဲ့အာမလို့ပါပြီးတော့လေဖတိမစရောင်းကြတယ်ကွာ9ရီကွာဘယ်တော့မှဈေးမတက်ခဲ့ပါဘူးဖတိမ1000ပါပဲဒါပေမဲ့လက်ကားလေးမှာဈေးတွေတက်ဖြစ်ခဲ့တယ်လက်ကားမှာဈေးတက်တယ်ဆိုတာကျတော့လေကုန်ချမ်းနေရလေအရင်တော့ဖတိမတို့စရောင်းတော့2ပိတ်တာ3ပိတ်တာဝယ်ရောင်းတော့9ရီကွန်ဆိုပြီးဘယ်သူမှတိတ်ပြီးတော့တန်းမသိကြဘူးပေါ့နော်ခု9ရီကွန်ဆိုပြီးလူတိုင်းသိကြပြီးလူတိုင်းက9ရီကွန်ဟိုနဲ့ချစ်ပြီးတော့အားပေးကြတဲ့သူတွေရှိတော့ကြတော့ငါးရီကုန်စိမ်းတော့လေမိုးပေါ်လေးမြင့်တက်ပြီးတက်သွားတာဒါပေမဲ့ဈေးမတက်ခဲ့ပါဘူးရှင်အဲ့တော့တချို့ကထမင်းရှင်နေပေါ့နော်တခါလေခါတာရှိရတယ်ဆိုပတိမလဲပေးပါတယ်အိမ်မှာလည်းလာကြည့်ပါအဲ့လိုမျိုးခါတဲ့ဘူးတွေပါဆိုလဲပေးတယ်တချို့ကြခါတဲ့ဘူးတွေကိုလဲပေးပါတယ်ရှင်အဲ့ဒါဆိုတအားဆုံးပါတခါလေကျမလေးကိုကငါးဆိုတော့လှမ်းတော့မသိဘူးကြော်ပြီးမှသိတယ်ကုန်ချမ်းထုတ်တဲ့အချိန်မှာတော့မသိဘူးပေါ့နော်အခုကိုယ်တိုင်လည်းကုန်ချမ်းတွေထုတ်ပါတယ်ပေါ့နော်ကိုယ်တိုင်လည်းကုန်ချမ်းထုတ်တယ်သူများရှင်လည်းတစ်စိမ့်ပစ္စည်းကောင်းတယ်ဆိုဝယ်တယ်ငါးရီကွန်ကလေလှမ်းတော့မသိဘူးဒါပေမဲ့လှမ်းထဲမှာတစ်ခါလဲပတိမတော့ငွေပတ်စံကုန်တယ်ပေါ့နော်ဝန်ထမ်းကားတွေပစ္စည်းကားတွေအလှမ်းပြီးတဲ့တစ်ခါကျမှလဲကြော်ပြီးတော့စားကြည့်တဲ့ခါတစ်ခါမှခါရတယ်အဲ့ဒါဆုံးရှုံးတယ်အဲ့ဆုံးရှုံးတဲ့ဟိုဘက်ကကုန်ကျန်းသမားကိုပတိမတို့ကအဆန်ပြန်မရပါဘူးကုန်ကျန်းဘူးတွေဆုံးရှုံးပါပဲနော်အဲ့ဒါလေးဆုံးရှုံးတဲ့ငါးရီကွန်ပြဿနာတွေအများကြီးရှိပါတယ်အဲ့ဒါလေးငါးရီကွန်ကြော်တဲ့အမတွေကိုအကုန်သိပါငါးရီကွန်သွားလေဘလို့မှမလွယ်တဲ့ပြဿနာပါပရိကြော်လို့မဟုတ်ပါဘူးငါးရီကွန်ကြော်အချင်းမောင်းလို့မဟုတ်ပါဘူးတအားကိုပေါ့နော်တအားကူးစိုက်တာအောင်ဒီလိုဖြစ်သွားတဲ့တောင်းမှန်ပါတယ်ရှင်နောက်တစ်ခါလေးလုံးဝမဖြစ်အောင်ဒါပေမဲ့တဲချီပေါက်တာရှိရတစ်ခါလေးမိုးမီလို့ခါတာတွေရှိတယ်အဲ့ဒီတည်းမို့ဖတိမတောင်းမှန်ပါတယ်လို့ပြီးတော့ကောင်းတဲ့ကောင်လည်းစူးစမ်းနေပါတယ်ပေါ့နော်အဲ့တော့အစမပြေရတွေရှိရဆိုရင်ဒါငါ့ရေကိုပြောတာတွေပါဖြစ်တယ်အဝေးပို့တော့ကြတော့ရက်တွေကြားတယ်အဲ့ဒါတွေတက်မို့လေဒေချာတွေလောက်ကိုစီးတဲ့နေလေးလောက်ကိုလည်းတက်ပြီးစူးစမ်းနေပါတယ်ခါကိုတိတလောက်ညင်တလောက်ညံနဲ့စူးစမ်းနေတော့နားလည်းပြီးပါတောင်းမှန်ပါတယ်ရှင်စားကြပါဦး